အားလုံးပဲမင်္ဂလာပါတိုက်ပွဲပေါင်း55ကြိမ်တိုက်ခိုက်ခဲ့ရာဒဏ်ရာတစ်ကြိမ်တစ်ခါများမရပဲအောင်နိုင်ခဲ့တဲ့ဂျပန်နိုင်ငံရဲ့စစ်သူကြီးဟွန်ဒါတတကတ်စုကိုဂျပန်နိုင်ငံရဲ့တမိုင်းမှာထင်ရှားကျော်ကြားပြီးရဲရင်နဲ့ဆာမူရိုင်းစစ်သူကြီးတအုပ်အဖြစ်သတ်မှတ်ထားပါတယ်တိုကူဂါဝါရှီဂွန်အုပ်စုရဲ့တီထောင်သူတိုကူဂါဝါလီယာစုလက်အောက်မှာအမှုထမ်းခဲ့ပြီး1580မှ1600ခုနှစ်တည်းအတွင်းစစ်ပွဲ55ကြိမ်တိုင်းပါဝင်တိုက်ခိုက်ခဲ့တော်လေအံ့ဩစရာကောင်းတာကသူဟာတစ်ကြိမ်တစ်ခါမျှဒဏ်ရာမရခဲ့ပါဘူးအဲ့ဒီထူးခြားတဲ့သူ့ရဲ့စမ်းဆောင်ရည်တွေကြောင့်မိတ်ဆွေရောရန်သူတွေရောများလာပြီးသူကိုဒဏ္ဍာရီတွေကစစ်သူကြီးတအုပ်အဖြစ်ကြီးညိုလေးစားခဲ့ကြပါတယ်စစ်မြေပြင်ပေါ်မှာဟွန်ဒါတတကတ်စုကိုအလွယ်တကူမှတ်မိနိုင်ပါတယ်သူရဲ့မိခိုးနဲ့ရောင်တန်ချက်ကစစ်ဝတ်စုံရဲ့ဦးချိုကြီးတွေနဲ့အလှဆင်ထားတဲ့အုတ်ထုပ်တို့ကသူအားလူသားတစ်ယောက်ထက်ဒဏ္ဍာရီတွေကကြောက်မက်ဖွယ်စစ်သူကြီးတအုပ်အတွင်ဖြစ်စေပါတယ်ဟွန်ဒါတတကတ်စုရဲ့နာမည်ကျော်လက်နက်မှာတွန်ဘိုကီတီပဇင်းပြက်လှန်ဖြစ်ပြီးဒဏ္ဍာရီရအဲ့ဒီလှန်သွားဟာအလွန်ထက်တာကြောင့်ပဇင်းတစ်ကောင်ကြလျင်ချက်ချင်းနှချမ်းကွဲသွားတယ်လို့ဆိုကြပါတယ်တိုကူဂါဝါလီယာစုအားတစ္ဆာခံခဲ့တဲ့ဟွန်ဒါတတကတ်စုရဲ့စမ်းဆောင်ချက်တွေဟာဂျပန်နိုင်ငံပြန်လည်စည်းလုံးရေးမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်သူဟာစစ်ရေးပညာနဲ့အားကစားတွေမှာကျွမ်းကျင်သူသားမှာကစီကံတတိနဲ့မတုံမလုစိတ်ဓာတ်တို့အတွက်လည်းကြော်ကြားခဲ့ပါတယ်ယနေ့အချိန်ထိဟွန်ဒါတတကတ်စုဟာကြောက်ရွံ့ခြင်းမရှိသစ္စာရှိမိသူတဦးတယောက်ကမျှမအောင်နိုင်တော့ဆာမူရိုင်းစစ်သူကြီးတဦးအဖြစ်စံနမူနာထားကဂျပန်သမိုင်းမှာအမြဲထင်ရှားနေမယ်စစ်သူကြီးတဦးဖြစ်ပါတယ်